ရွှေကုံဖျားရဲ့မြောက်ဖက်မှုတစ်စောင်းနဲ့ဘီကတ်ရဲ့ပေါ့နော်တဲ့မှာမန်စီရွှေချတစ်စောင်းရှိပါတယ်အဲ့ဒီမန်စီရွှေချတစ်စောင်းနဲ့ဝင်လိုက်လို့ရှိရင်တကောင်းကြီးရဲ့ပြည်ရှင်မင်းရဲ့သားတော်နှစ်ပါးဖြစ်တဲ့ကံရစာကြီးနဲ့ကံရစာငယ်ရဲ့ထီဆောင်ဖျားရှိပါတယ်နော်ကံရစာကြီးကံရစာငယ်ဖျားမှာကအတိုက်ခိုက်မှုကင်းကိစ္စများတို့ယာရုတို့ကိစ္စများတို့ကိုအတိတ်ထံပြီးတော့ဆူတောင်းလို့ရတယ်ပွဲပေးတဲ့သူတွေလည်းအများကြီးရှိတာမို့လို့မတည်သေးသူများဖူးမြော်လို့ရအောင်တင်ပေးလိုက်ပါတယ်